ဒီလိုပဲလိုက်ရောက်နေရလား ဟုတ်ဟိုဘက်ရက်ကွက်သွားလိုက်ဒီဘက်ရက်ကွက်သွားလိုက်ပေါ့ဒီဘက်ရောက် အေးကျောင်းနေပါနေခဲ့ဘူးလား နေဘူးတာပေါ့ ဘယ်နှတိုင်းရောက်နေဘူးလို့ 10တန်းနေဘူးတယ် 10တိုင်းရောက်နေဘူးလားဟိုအောင်ခဲ့တယ်ပေါ့ 10တန်းတော့မအောင်ပါဘူးရှင် မိဘတွေကဆက်မထားနိုင်လို့မထားတော့တာပေါ့ မိဘတွေကတော့ထားပါတယ်ဒါကတော့ကျမရဲ့မက်ပြစ်တွေပေါ့ရှင်မိဘတွေက10တန်းကိုအောင်ဖြေပါဝယ်လေးတစ်ခုရအောင်ယူပါလို့ပြောတဲ့အချိန်မှာကျမကတော့ပညာတက်တိုင်းမတက်တိုင်းကျမစိတ်ဝင်စားအောင်တကယ်စင်းနဲ့ပျော်ပါနေရအောင်ပဲကြိုက်တယ်လေအဲ့တော့ကျမအခုဘာဖြစ်လဲလင်းယူတယ်ခလေးမွေးတယ်နောက်ဆုံးပညာမတက်တဲ့အကျိုးကတော့တလန်းဝင်တလန်းထွက်ပြီးဈေးရောက်ရတာပေါ့ရှင်အိုးဖာတေးရမယ်ရောင်းကုန်ရမယ်ပြုံလုံးနေရမယ်နော် ကဲခေတူမြင်နေနော် နင်းနေလေအကိုသူမြောက်သွားပြီးဆက်စုံ ငါဆက်စုပ်နေတာမဟုတ်ဘူးငါဆက်စုပ်နေတာမဟုတ်ဘူးပညာမတက်ရင်ဘလို့ခံစားရတယ်တလန်းဝင်တလန်းထွက်ဈေးရောက်လို့ငါမင်းကိုလက်တွေ့တွေပြနေတာမင်းဒါအောင်မင်းမမြင်ဘူးလား နင်းနေလေအကိုဆက်စုံနေတာ ဒါကိုငါ့ကိုဆက်စုပ်နေတာလို့ပြောတော့မင်းကိုလက်တွေ့တွေပြနေတာဒါအောင်မမြင်သေးဘူးအေးမင်းကိုထပ်ပြမှာလာကြလားဘာလို့ကို ကိုကယ်ရီတော့မှာ ရှိတော့ပါဒီနာဒီနာလည်းပြရတယ်ဆိုတော့လမ်းမလျှောက်ပါတော့ အော်ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ဟောမလားကိုကယ်ရီကောင်းလားကို ကယ်ရီသွားတာမသွားတာထားပါအောင်ပါငါဒီတခုလောက်မေးလို့ရ ရပါတယ်ဗျဗာမေးချင်လို့လည်းမေး လူရောက်ဒီကယ်ရီဆွဲတာဘယ်ချိန်နဲ့စဆွဲတာ မေးကြာပြီမိမရပြီတဲ့အချိန်တည်းဆိုအခုကလေးတော့ရနေ ကလေးတော့တော့ရနေပြီ ခဏလေးရှင်းရှင်းလောက်ရှိပါဟုတ်ကဲ့ ကျောင်းထဲမှာနေခဲ့ဘူးလား အကြောင်းပဲခင်ဗျနေခဲ့ဘူးတာပေါ့ဗျာ ဟာဘယ်နှစ်တည်းနေခဲ့ဘူးလဲ 10တန်းထိနေဘူးတာ ဟုတ်လားစက်တော့အောင်ခဲ့တယ်ဗော 10တန်းတော့မအောင်ခဲ့ဘူးဗျ မဟုတ်ဘူးဆိုတော့ဒါမိဘရလည်းစီးပွားရလည်းဆင်းမပြေဒုက္ခရောက်တဲ့ခါကျတော့စက်မထားနိုင် မဟုတ်ကိုအခုမှားနေကျွန်တော်မိဘကြီးကျွန်တော်ထားနိုင်တယ်ကျွန်တော်10တန်းကို1နှစ်မဟုတ်2နှစ်မဟုတ်3နှစ်လောက်ထိကိုပြန်ဖြေခိုင်းတာဗျဒါပေမဲ့ဗျာကျွန်တော်အကြောင်းသွားတဲ့အချိန်မှာပညာတက်တာမတက်တာခေါင်းနဲ့သိမ့်မရှိဘူးခေါင်းထဲမှာပြီးတော့10တန်းတက်တဲ့အချိန်မှာအပျော်ပါးတွေတအားမှတ်ခဲ့တော့စားလေးလည်းစိတ်မရောက်ဘူးလေအဲ့ချိန်ကစပြီးတော့ပညာတက်ချင်းမတက်ချင်းတွေကျွန်တော်ခေါင်းထဲမရှိတော့တာအခုချိန်ကြီးပဲဆိုပါဒါပေမဲ့ဗျာမိဘတွေကကျွန်တော်မျက်နှာငယ်လေးနဲ့တားရဲ့10တန်းလေးပြန်ဖြေပါကျောင်းလေးဆက်တက်ပြီးတော့တက္ကသိုလ်ရောက်အောင်တက်ဘွယ်လေးယူပါဆိုတဲ့အချိန်မှာကျွန်တော်ပြင်းဆိုင်ခဲ့တယ်အမေရလဲဗျာအဖေရလဲဗျာဆိုပြီးညင်းခဲ့တာတွေဗျာသိရမလားအဲ့လိုမိဘတွေမျက်နှာငယ်နဲ့ပြောခဲ့တဲ့စကားတွေကိုကျွန်တော်နားမထောင်ခဲ့တော့အခုချိန်ကျတော့ကျွန်တော်မျက်နှာငယ်နေရတယ်ဗျာဘယ်လိုမျက်နှာငယ်ရလဲဆိုခုနလိုဗျာကိုတို့ထွက်သွားတဲ့အချိန်ဆိုကျွန်တော်မျက်နှာငယ်လေးနဲ့လိုက်ပြောတာပေါ့အခုကယ်ရီသွားအောင်မလားခင်ဗျာအခုကယ်ရီသွားအောင်မလားခင်ဗျာကျွန်တော်တို့မျက်နှာပြန်ငယ်ရတာပေါ့သူ့ဘက်ကဈေးတွေပဲဘယ်လောက်လဲမေးလို့ကျွန်တော်က3000ယူပါတယ်ဆိုရင်သူကဈေးစစ်လို့ကျွန်တော်2000လောက်ပဲယူပါမယ်ခင်ဗျာဆိုပြီးတော့